ကန်ကြမာဆိုတာဘာလဲလူဘွားခီးလန်းမှာကျွန်တော်တို့အချိန်ပေါင်းများစွာရင်ဆိုင်ကြုံတွေ့ရတဲ့အကြီးမားဆုံးသောမေးခွန်းတစ်ခုရှိပါတယ်အဲ့ဒါကတော့ကန်ကြမာဆိုတာဘာလဲဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်ဒီမေးခွန်းဟာရှေးပဝီတဏီကတဲ့ကတသနာပညာရှင်တွေဘာသာရေးခေါင်းဆောင်တွေနဲ့တာမန်လူတွေရဲ့စိတ်နှလုံးကိုလှုပ်ရှားစေခဲ့တာပါကန်ကြမာကြိုတင်ရေးဆွဲထားတဲ့ပုံစံတစ်ခုလားဒါမှမဟုတ်ကျွန်တော်တို့ရဲ့လက်ရှိဆုံးဖြတ်ချက်တွေလှုပ်ဆောင်ချက်တွေပေါ်မှာမူတည်နေတဲ့ရွေ့လျားနေတဲ့ဖြစ်စဉ်တစ်ခုလားဒီအကြောင်းအရာကိုအနက်ရှိုင်းဆုံးလေ့လာကြည့်ကြရအောင်ပါကမ္ဘာအမြင်အမျိုးမျိုးမှာကန်ကြမာကိုအမျိုးမျိုးဖွင့်ဆိုကြပါတယ်တချို့ကတော့လုံးဝကြိုတင်သတ်မှတ်ထားတဲ့ကန်ကြမာလို့ယုံကြည်ကြပါတယ်လူတစ်ယောက်မွေးဖွားလာချိန်ကတည်းကသူ့ရဲ့အသက်အကျအကောင်းဆုံးအောင်မြင်မှုကြရှုံမှုအားလုံးဟာစကြဝဠာရဲ့အစီအမံနဲ့သတ်မှတ်ပြီးသားဖြစ်တယ်လို့ဆိုပါတယ်ကျွန်တော်တို့ဘလောက်ပဲစူးစမ်းပါစေဒီလမ်းကြောင်းရှောင်လွဲလို့မရဘူးလို့ယူဆကြပါတယ်ဒါအလွန်တရာအင်အားကြီးတဲ့လက်တစ်ဖက်ကကျွန်တော်ရဲ့ဘဝတွေကိုကင်သွယ်ချဲလဲနေတယ်လို့ခံစားရစေပါတယ်အရာရာတိုင်းဟာဘာမှမတတ်နိုင်ပဲဖြစ်လာတာကြီးပဲလို့လက်ခံလိုက်တဲ့အခါမှာတော့လူတွေကစူးစမ်းအထောက်လို့စိတ်ကင်းမဲ့ပြီးကိုယ်တိုင်လုံနိုင်စွမ်းကိုမယုံကြည်တော့တာမျိုးတွေဖြစ်လာနိုင်ပါတယ်ဒါပေမဲ့မြမလူအဖွဲ့စည်းရဲ့အဓိကအုတ်မြစ်ဖြစ်တဲ့ဗုဒ္ဓဘာသာတသနာမှာတော့ကံကြမ္မာကိုဒီလိုရိုးရှင်းတဲ့အမြင်နဲ့မကြည့်ပါဘူးဗုဒ္ဓဘာသာမှာကံလို့ခေါ်တဲ့အယူဆကအဓိကကျပါတယ်ကံဆိုတာပြုမှုခြင်းကိုဆိုလိုတာပါကံကြမ္မာအလိုလိုဖြစ်လာတာမဟုတ်ပဲကျွန်တော်တို့အသိဘဝတွေနဲ့ဒီဘဝမှာပြုလုပ်ခဲ့တဲ့စိတ်နှုတ်ကိုယ်အမူအရာတွေရဲ့အကျိုးဆက်သာဖြစ်တယ်လို့ဆိုပါတယ်ဒါကိုအကြောင်းနဲ့အကျိုးရဲ့နေရာမလို့ခေါ်ပါတယ်အတူချုံပြောရရင်ကျွန်တော်တို့စိုက်ပျိုးခဲ့တဲ့မျိုးစေ့တွေရဲ့အသီးပွင့်ကိုစားသုံးရတာကျွန်တော်တို့ရဲ့ကံကြမ္မာပဲဖြစ်ပါတယ်အတိတ်ကကောင်းမှုကုသိုလ်တွေကချမ်းသာဒုက္ခကိုပေးတယ်လို့မကောင်းမှုဒုစရိုက်တွေကဆင်းရဲဒုက္ခကိုပေးစွမ်းပါတယ်ဒါကြောင့်ကံကြမ္မာတောက်တင်ခိုင်မာတဲ့ကြောက်တုံကြီးမဟုတ်ပဲကျွန်တော်တို့ရဲ့လက်ရှိလှုပ်ဆောင်ချက်တိုင်းနဲ့အစဉ်မြဲပြောင်းလဲနေတဲ့မြစ်ရည်စီးကြောင်းနဲ့ပူတူပါတယ်ကျွန်တော်တို့ရဲ့အတိတ်ကလောက်ရက်တွေဟာမြစ်ကြောင်းရေးဆွဲပေးလိုက်ပေမဲ့ဘယ်ဘက်ကိုဥတီပြီးဘလို့စီးဆင်းရမယ်ဆိုတာကိုတော့ပြစ္ဆုတ်ပံမှာလေဦးကိုကင်ထားတဲ့ကျွန်တော်ရဲ့လက်တွေကဆုံးဖြတ်နေတာပါအရေးကြီးဆုံးကတော့ဒီနေရာမှာပေါ်လာပါတယ်အတိတ်ကကံတွေကကျွန်တော်တို့ကိုဘလို့ပတ်ဝန်းကျင်ဘလို့မေတ္တာစုဘလို့အခြေအနေမှာမွေးဖွားစေရမယ်ဆိုတဲ့အခြေခံစင်မြစ်ကိုဖန်တီးပေးပါတယ်ဒါပေမဲ့အဲ့ဒီစင်မြစ်ပေါ်မှာဘလို့တရုပ်ဆောင်ရမလဲဘလို့ပြောရမလဲဘလို့စူးစမ်းရမလဲဆိုတာကိုဆုံးဖြတ်ခွင့်ရတော့ကျွန်တော်ရဲ့လက်ရှိဝိရိယနဲ့ဆုံးဖြတ်ချက်ပါပဲဥပမာအဖြစ်လူတစ်ယောက်ဆင်းရဲတဲ့ပတ်ဝန်းကျင်မှာမွေးဖွားလာရတာသူရဲ့အတိတ်ကံကြောင့်ဖြစ်နိုင်ပါတယ်ဒါပြင်လို့မရတဲ့အခြေခံအုတ်မြစ်ပါပဲဒါပေမဲ့အဲ့ဒီအခြေခံအုတ်မြစ်ပေါ်မှာသူလက်လျှော့ရှုံးပေးမလားဒါမှမဟုတ်အစွမ်းကုန်စူးစမ်းပြီးအခြေအနေကိုပြောင်းလဲပြစ်မလားဆိုတာကတော့သူရဲ့လက်ရှိဝိရိယနဲ့စိတ်ဓာတ်ပေါ်မှာလုံးဝမူတည်ပါတယ်ကံကပေးတဲ့စိန်ခေါ်မှုကိုဝိရိယကအောင်ပွဲခံနိုင်ပါတယ်ကံဟာတစ်ခါတည်းမှာမထင်မှတ်ပဲပေါ်လာတဲ့မုန်တိုင်းနဲ့တူပေမဲ့ဝိရိယကတော့အဲ့ဒီမုန်တိုင်းကြားအသင်းဘောရဲရဲဝံ့ဝံ့မောင်းနေနေတဲ့ကပတိန်ရဲ့စိတ်ဓာတ်ပဲဖြစ်ပါတယ်ဒီတော့ကံကြမ္မာဘယ်လိုမြင်သင့်လဲကျွန်တော်တို့ကအတိတ်ကလှုပ်ခဲ့တဲ့အရာတွေကိုပြန်ပြင်လို့မရပါဘူးအတိတ်ကံရဲ့အကျိုးဆက်တွေကိုတော့လက်ခံရပါမယ်ဒါပေမဲ့ကံကြမ္မာရဲ့ဒုတိယပိုင်းဖြစ်တဲ့ပြစ္ဆုတ်ပံကိုတော့ကျွန်တော်တို့ကိုယ်တိုင်ပိုင်ဆိုင်ပါတယ်ကျွန်တော်တို့ဟာကံကြမ္မာရဲ့အယုတ်မဟုတ်ပဲကံကြမ္မာကိုယ်တိုင်ထုစစ်ဖန်တီးသူများဖြစ်တယ်ဆိုတာယုံကြည်ထားသင့်ပါတယ်ပြစ္ဆုတ်ပံမှာကျွန်တော်တို့ပြုလုပ်တဲ့ကောင်းတဲ့အပြုမှုလေးတွေတန်ရှင်းတဲ့စိတ်ထားလေးတွေဟာအနာဂတ်ရဲ့ကံကြမ္မာကိုပြန်လည်ရေးဆွဲနေတာပဲဖြစ်ပါတယ်ဥပမာအခုချိန်မှာကျွန်တော်တို့စူးစမ်းပြီးပညာသင်ယူတာအလုပ်စူးစမ်းတာသူတစ်ပါးကိုကူညီဖေးမတာတွေဟာအနာဂတ်အတွက်ကောင်းတဲ့ကံကြမ္မာမျိုးစေ့တွေကိုချနေတာပဲဖြစ်ပါတယ်မကောင်းတဲ့စိတ်နဲ့မကောင်းတဲ့လုပ်ရက်တွေကိုရှောင်ကျဉ်ခြင်းဟာလည်းမကောင်းတဲ့အကျိုးဆက်တွေကိုကြိုတင်ပိတ်ဆို့လိုက်တာပါပဲဒီတော့ကံကြမ္မာဆိုတာလျှို့ဝှက်ဆန်းကျယ်တဲ့အင်အားစုတစ်ခုတည်းမဟုတ်ပဲကျွန်တော်ရဲ့ကိုယ်ပိုင်ဖန်တီးမှုစွမ်းအားပဲဖြစ်ပါတယ်အတိတ်ကကံကြမ္မာကိုစိုးရိမ်ပူပန်နေမဲ့အစားပြစ္ဆုတ်ပံမှာအကောင်းဆုံးစူးစမ်းနေထိုင်ရင်ကျွန်တော်တို့ဟာကိုယ်ပိုင်ကံကြမ္မာကိုကိုယ်တိုင်ထုစစ်ဖန်တီးနိုင်သူတွေဖြစ်တယ်ဆိုတဲ့ယုံကြည်ချက်ကကျွန်တော်ရဲ့ဘဝခီးလန်းကိုစွမ်းအားပြည့်နဲ့ရှေ့ဆက်သွားနိုင်ဖို့အားပေးနေမှာဖြစ်ပါတယ်အဆုံးထိနားဆင်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကို subscribe လုပ်ထားပေးဖို့လည်းဖိတ်ခေါ်ပါတယ်အကြောင်းအရာအသစ်တွေကိုထပ်မံတင်ဆက်ဖို့အတွက်ပြန်လာခဲ့ပါမယ်